နိုင်ငံရဲ့ကောင်းရင်းထုတ်ပွဲတော်ရောက်တော့မယ်နော်။ကောင်းရင်းထုတ်မကပဲကျမတို့တက်ဟုန်ပြီးနဲ့ခွဲရင်ချမ်းခရိုင်မှာတော့ကန်းရသူစီစစ်ဖက်ဝင်ကျက်သားဟင်းဆိုတဲ့အစားအစာတစ်ခုလည်းမဖြစ်မနေစားကြရပါတယ်။ဒီဟင်းဟာမိပေါင်း1000ကျော်ဒီမိုက်ကြောက်ရှိတယ်။တိုင်းရင်းသားတိုင်လူမျိုးရဲ့ဉာဏ်ပညာလည်းဖြစ်ပါတယ်။အိမ်တုံးကသူစီဆိုတဲ့အထက်တန်းစာတွေကစားသုံးခွင့်ရတဲ့အစားအစာဖြစ်ပေမဲ့အခုအခါမှာတော့ရိုးရိုးပြည်သူတွေကစားသုံးလိုက်တဲ့ကိုခန္ဓာအဖြစ်ပေးတဲ့စစ်ဖက်ဝင်ဟင်းတစ်ခုဖြစ်လာပါပြီနော်ဒီဟင်းရပြုတ်လို့တဲ့ညီမတော်တော်ထူးဆန်းပါတယ်ရာဒီစာစစ်ဖက်ဝင်အပင်ပေါင်းဆက်မြို့ကျော်နဲ့တဘာဝအတိုင်းမွေးထားတဲ့ချက်ကိုရိုးစားပြီးမီးနုနုနဲ့အကြာကြီးထည့်ပြုတ်ရမယ်ဒီလိုနည်းနဲ့จิตသားနဲ့စစ်ဖက်ဝင်အပင်တွေရဲ့အခါရကြတွေအပြန်အလှန်စိတ်ဝင်သွားပါမယ်ဒါဟာအရသာကိုပူပြီးကျွယ်ဝတာမကပဲကျမ်းမာရဲ့အတွက်လည်းအထူးကောင်းမွန်စေတဲ့ဟင်းရတစ်ခုဖြစ်လာပါတယ်။ကောင်းတင်ထုတ်ပွဲတော်ရောက်တဲ့ဒီစစ်ဖက်ဝင်ကျက်သားဟင်းရဲ့နောက်တွေဟာလမ်းပေါ်မှာမွေးနေတာပဲပွဲတော်မှာနှွေးထွေးတဲ့ဇာတိမြေရတာတစ်ခုဖြစ်လာပါတယ်။